YouTube မှာပတ်စံရှာတဲ့လူတွေအတွက် YouTube အကောင့်ဖွင့်နေပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် YouTube အကောင့်ဖွင့်လာပြီးတော့တင်ပေးမှာပါတယ် Okay ကျွန်တော် YouTube ထဲဝင်လိုက်ပါဝင်ပြီးတော့ဆိုရင်ဒီနေရာမှာကျွန်တော်ဒီနေရာလေးကိုကျွန်တော်တို့ profile ဆိုပေါ်လိမ့်မယ်ပေါ့ဆိုတော့ဒီမှာဆိုရင် Okay နေရာလေးမှာနေပြီးရင်ကျွန်တော်တို့ Gmail အကောင့်တစ်ခုနော်ဒီမှာ Gmail အကောင့်ဆိုရင်အကောင့်တစ်ခုပြောင်းရံပေါ့မိတ်ဆိုတော့ G ရှိထားတယ်ဆိုရင် Gmail ကိုကျွန်တော်ထည့်လို့ရ Okay ဥပမာကျွန်တော် tip ဖွင့်မယ်နော်ဥပမာကျွန်တော်ဒီကောက်တစ်ခုကိုနှိပ်လိုက်နှိပ်ဒီနေရာမှာကျွန်တော်တို့နာမည်ထည့် user name ပေါ့နော်အဲ့လေးထည့်လိုက်ကိုကြိုက်တဲ့နာမည်ပေါ့ Okay ပြင်တက်ပုံပေါ့နော်ပုံကိုရုံတပုံကြီးထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တော့မထည့်ရတော့ဘူးเนาะကျွန်တော်ပုံကတော့မထည့်ဘူးကျွန်တော်ပြုလုပ်ရန်ဆိုတဲ့နေရာနဲ့ Okay ဆိုရင်ကျွန်တော် YouTube ကောက်ရသွားပြီပေါ့နော် YouTube ကောက်ရသွားပြီဒီနေရာမှာကျွန်တော်တို့ဒီမှာပေါ့နော်နှိပ်ပြီးရင်မကိုပုံထည့်မယ်တွေပြန်ချိန်မယ်ဆိုရင်ဒီမှာဘောဘန်လေးတွေ့လားဒီဘောဘန်လေးလားဘောဘန်လေးကိုနှိပ်လိုက်နှိပ်ပြီးရင်ဒီနေရာမှာကျွန်တော်ပုံတွေထည့်လို့ရတယ်ဒီမှာ background ပုံတွေထည့်လို့ရတယ်ဒီနေရာမှာကျွန်တော်ရဲ့ user name ထည့်လို့ရတယ်ကျွန်တော်နာမည်ပြောင်းလို့ရတယ်ပြီးရင် YouTube link တွေယူလို့ရတယ်ပေါ့နော်ဒါကျွန်တော်ဟိုပေါ့ YouTube မှာအကြောင်းအရာပေါ့ကိုပါဘာ channel ထောင်လဲပေါ့ဒီမှာစားတောက် channel လားဒါမှမဟုတ်အချက်ပြုတ် channel လားကိုထောင်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်အကြောင်းအရာတွေကိုကျွန်တော်ထည့်ပြရတယ်ပေါ့နော်ဒါလည်း YouTube အကောင့်ဖွင့်နေပါအဲ့မှာကျွန်တော်မှာ Gmail အကောင့်တစ်ကောက်ရှိုံနဲ့ Gmail အကောင့်တစ်ကောက်ရှိုံနဲ့တို့လုပ်လို့ရတယ်ပေါ့နော် Gmail အကောင့်ဖွင့်လို့ရတယ်ကျွန်တော် Facebook အကောင့်ဖွင့်လို့ရတယ် Facebook အကောင့်ဖွင့်လို့ကြတော့နောက်ထပ်ဗီဒီယိုဖိုင်မှာကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးကအကျိုးရှိတယ်ဆိုရင်เนาะကျွန်တော်ထုံးစံအတိုင်းပဲအပေါင်းနှိပ်သွားအတင်းပေးသွားပါနော်မိတ်ဆွေတို့ရဲ့အတင်းတစ်ခုကြောင့်ကျွန်တော်တို့တကယ်ကြိုးစားလုပ်ပေးနေတဲ့တူတွေခွန်အားဖြစ်စေတာပေါ့နော်အခုလိုမျိုးအားပေးတဲ့အတွက်လည်းအရန်ကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ